Okay, the American Piransu Indiana University ga Ubri Paragu, Dr. Sly Andrew, said the Jamare, Dr. Sly Andrew, who are Cosituga, the Lojoination Alucian, to ga privacy go Uzama Bitimulu to Mimare, the Dr. Sly Andrew Mingole, the Dr. Sly Andrew Ubri Paragus or Ubri Shura Bagani Biojara, or don't that be welcome. The privacy Kisaga Kuma Saram Hobo. လွန်ခဲ့တဲ့နှစ်2000 3000ကလေးကစပြီးတဲ့ကိစ္စဖြစ်တယ်အဲ့ဒီကိစ္စကိုဒီဘယ်လိုပြောမလဲရင်ကျေးတိမ်မွေးတဲ့လူအဖွဲ့အစည်းတွေမှာဒီ privacy ကိုသူတို့ကတစ်ချိန်လုံးအကာအကွယ်ပေးလာခဲ့တာဒီ privacy ကိုရင်ကျေးတိမ်မွေးဖြစ်တဲ့တိုင်းပြည်မှာအဆင့်လေးဆင့်ခွဲပြီးတော့သူတို့ကပြောထားတယ်ပထမအချက်ကဒီ information privacy လို့ခေါ်တယ်ဥပမာဆိုပါတော့ဆရာတို့ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ medical record တွေနောက်ပြီးတော့ဒီတိုးတဲ့အတိုင်းပြည်တွေမှာ credit report တွေအဲ့ဒါတွေကိုဘယ်သူမှကျွန်တော်တို့ရဲ့ consent ကျွန်တော်တို့ရဲ့သဘောတူညီချက်မှာပါပဲနဲ့ကြည့်လို့မရဘူးဒုတိယအချက်က bodily privacy လို့ခေါ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကျွန်တော်တို့ယောဂရှိလားမရှိဘူးလားဆိုတာဘယ်သူမှဘယ်ဆရာဝန်မှလုပ်လို့မရဘူးတတိယအချက်က privacy of communication လို့ခေါ်တယ်အခုကျွန်တော်တို့ဗမာပြည်မှာဖြစ်နေတဲ့ကိစ္စကဒီတတိယအချက်ပါပဲကျွန်တော်တို့ရဲ့စာတွေတယ်လီဖုန်းတွေကျွန်တော်တို့ email တွေကိုကျွန်တော်တို့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဘယ်သူမှကြည့်လို့မရဘူးနောက်ဆုံးချက်က territorial privacy လို့ခေါ်တယ်ကျွန်တော်တို့ရဲ့အိမ်တွေကျွန်တော်တို့ရဲ့စာကြည့်ခန်းတွေကျွန်တော်တို့ရဲ့အလုပ်တွေကိုကျွန်တော်တို့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဘယ်သူမှကြည့်လို့မရဘူးဟုတ်ကဲ့ဒေါက်တာဆိုင်းကျွန်တော်တခုမှမေးချင်တယ်ဒီခုနက territorial privacy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီASEAN ဝင်စစ်တဲ့ကိစ္စမျိုးဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲခင်ဗျအဲ့ဒါကိုကျွန်တော်တို့ကဒီအချက်၄ချက်ဒီ privacy ကိုအချက်၄ချက်နဲ့လွတ်လပ်ပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တွေမှာဒီ democracy နဲ့လူ့ခွင့်ရေးကိုလေးစားတဲ့တိုင်းပြည်တွေမှာဒီအချက်၄ချက်ကိုသူတို့ကအမြဲတမ်းအကာအကွယ်ပေးတယ်ကျွန်တော်ပြောချင်တာကဒီပမာပြည်မှာဘာဖြစ်လဲဆိုတော့ဒီ1940ခုအခြေခံဥပဒေပုံမှန်19ကာကြီးမှာပါလဲဆိုတော့သူရေးထားတာကဒီအခြေခံဥပဒေပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်တယ်ဆိုပြီးတော့သူကရေးထားတယ်အဲ့ဒီ1940ခုနှစ်အခြေခံဥပဒေကလည်းမှားတယ်1994အခြေခံဥပဒေမှာဒီ privacy နဲ့ပတ်သက်ပြီးတော့သူကအကာအကွယ်မပေးထားဘူးအခုနာအဖရေးလိုက်တဲ့အခြေခံဥပဒေပုံမှန်350ခုနှစ်ကိုကြည့်ရင်လည်း40ခုနှစ်လိုပဲအခြေခံဥပဒေပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်တဲ့နိုင်ငံတော်ဒီနိုင်ငံသားများ၏နေအိမ်ဥပစာလုံခြုံမှုပစ္စည်းလုံခြုံမှုစာပေစာယူအခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများအတွက်ဥပဒေအရအကာအကွယ်ပေးရမယ်လို့ဒီမှာမှားနေတဲ့ကိစ္စက1940ခုနှစ်ကတည်းကဒီနေ့အထိမှားနေတဲ့ကိစ္စကအခြေခံဥပဒေနဲ့ပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်တင်ဆိုကတည်းကဒီမှားနေတာဆိုတော့ဒီအခြေခံဥပဒေကိုသူ့လက်ထဲမှာကင်ပြီးတော့သူကြိုက်ရှင်ရလုပ်နေတဲ့အစိုးရကနိုင်ငံသားတွေရဲ့ခုနကျွန်တော်ပြောတဲ့အချက်၄ချက်ပါဒီ privacy တွေအားလုံးကိုသူတို့ကဝင်ရောက်ဆွတ်ဖက်ပြီးတော့ကျူးကျော်လို့ရတယ်ဆိုတဲ့ကိစ္စဖြစ်ပါတယ်ဒီ American ပြည်တော်စုမှာလည်းဒီPatriot Act ဆိုတဲ့သူတို့ဒီလုံခြုံရေးဥပဒေထဲမှာဆိုလို့ရှိရင်သူတို့ဒီလို email တွေ internet တွေကိုဒီဝင်ပြီးတော့ကြည့်ခွင့်ပေးထားရပါတယ်ရှိတယ်မဟုတ်လားခင်ဗျရှိတယ်လေဒီ911ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီ Patriot Act ကိုသူတို့လုပ်ပြီးတော့သူတို့ကလည်းဒီ56ရက်လာအဲ့ဒီ911ဖြစ်ပြီးတဲ့နောက်မှာသူတို့ Congress ကစိတ်ဆိုးဆိုးနဲ့ဒီဥပဒေကိုပြုတ်လိုက်တော့နောက်ဆုံးကြပါဖြစ်လဲဆိုတော့အခုသူတို့ဒီ American Civil Liberty Union ကနေဒီသမ္မတဘူရှ်ရဲ့ဒီ privacy ကိုကျူးကျော်ပြီးတော့သူတို့တယ်လီဖုန်းခိုးနားထောင်တာတို့ email ခိုးဖောက်တာတို့အတွက်သူတို့ကတရားစွဲနေအခုတရားရုံးရောက်နေပြီဆိုတော့ဒီအခြေခံဥပဒေအမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေနဲ့ဆန့်ကျင်နေဆိုပြီးတော့အခုသူတို့ကရှုံးနေတယ်လေဆိုတော့ဒီရှင်းပြောရလို့ရှိရင်ဒီအခြေခံဥပဒေကိစ္စတွေကိုအခြေခံဥပဒေအရအကာအကွယ်ပေးထားတဲ့လူဦးတယောက်ရဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်အခွင့်အရေးတွေကိုကျူးကျော်လို့ကဘယ်လိုမှမရဘူးဆိုတဲ့ကိစ္စကအခုအမေရိကန်နိုင်ငံမှာပြန်ပေါ်လာပြီလေဟုတ်ကဲ့